ဒီနေ့ကတော့ကျွန်တော်တို့ HSK2 ရဲ့ lesson 7ရောက်သွားပြီပေါ့နော်ဆိုတော့ဒီမှာကောင်းစရာနေစကြည့်ရမယ်ဆိုရင်你家离公司远吗你家离公司远吗你家离公司远吗ဆိုတာမင်းအိမ်နဲ့ကုမ္ပဏီနဲ့ဝေးလားလို့အသိပေးရတယ်ဆိုတော့ဒါမင်းအိမ်နဲ့ကြားအိမ်公司啊ကုမ္ပဏီပေါ့နော်အကယ်ကွာမင်းအိမ်နဲ့ကျောင်းနဲ့ဝေးလားလို့မေးချင်လေးရတယ်你家离学校远吗အဲ့လိုမျိုးဆိုရင်မင်းအိမ်နဲ့ကျောင်းနဲ့ဝေးလားဆိုတော့ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာကတော့你家离公司远吗လို့ရေးထားတယ်နောက်ပြီးအောက်မှာမင်းင်းလေးကြည့်ရမယ်ဆိုရင်နံပါတ်1မှာ考试ကကျတော့စာမေးပွဲဖြေတယ်နံပါတ်2မှာ商店ကကျတော့ store ဆိုင်နံပါတ်3机场ကလေယာဉ်ကွင်းနံပါတ်4မှာလူကကျတော့လမ်းပေါ့နော်ဆိုတော့နံပါတ်6မှာနံပါတ်5မှာပေါ့နော် sorry 教室ကတော့စာသင်ခန်းကိုပြောတာဆိုတော့နံပါတ်6မှာ时间ကတော့အချိန်ပေါ့နော်ဆိုတော့ဒီဘက်နံပါတ်1ကိုထားတယ်ကျွန်တော်တို့ဆက်သွားကြည့်အောင်大卫回来了吗大卫ဆိုတာလူနာမည်ပေါ့နော်大卫回来了吗နော်ပြန်လာပြီလားနော်回来ဆိုတာပြန်လာတာ回来了吗ဆိုတော့ပြန်လာပြီလား没有နော်没有ဆိုတော့မလာသေးဘူးအဲ့လိုသဘောပဲ他还在教室学习呢他还在သူရှိသေးတယ်还ဆိုတာသေးတယ်နော်还在ဆိုတာရှိနေသေးတယ်教室တန်းထဲမှာ学习ဆိုတာသင်ယူလေ့လာတယ်နော်ပြောနေပါ他还在教室学习呢သူအတန်းထဲမှာစာသင်နေသေးတယ်အဲ့လိုမျိုးသဘောပေါ့နော်ဆိုတော့ဆက်ကြည့်ရမယ်ဆိုရင်已经9点多了已经9点多了9點就9နာရီပေါ့နော်ဆိုတော့已经了ကျွန်တော်ရှိသွားပြီနော်9點多ဆိုတာ9နာရီကျော်နော်已经9點多了ဆိုတော့9နာရီကျော်တော့ရှိသွားပြီရှိပြီ他怎么နော်ဘာလို့怎么ဆိုတာဘာလို့还在学习နော်他怎么还在学习သူဘာလို့စာသင်နေသေးတာလဲနော်သူဘာလို့စာသင်နေသေးတာလဲ他怎么还在学习9နာရီကျော်သွားပြီသူဘာလို့စာသင်နေသေးရလဲလေ့လာနေသေးရလဲ明天有考试明天မနက်ဖြန်有考试စာမေးပွဲရှိတယ်明天有考试မနက်ဖြန်စာမေးပွဲရှိတယ်他说သူပြောတာတော့今天要好好準備နော်準備ဆိုတာပြင်ဆင်တယ်好好ကောင်းနော်ဆိုတော့他说သူပြောတာ今天要好好準備ဒီနေ့ကောင်းကောင်းလေးပြင်ဆင်ရမယ်ပေါ့နော်ဆိုတော့明天有考试他说今天要好好準備မနေ့ကစာမေးရှိတယ်သူပြောတာတော့ဒီနေ့ကောင်းကောင်းလေးပြင်ဆင်ရမယ်လို့ပြောတယ်ပေါ့နော်ဒီသဘောပါပဲဆိုတော့အောက်မှာနံပါတ်1ဒါလည်းဆက်ကြည့်အောင်你现在在哪呢မင်းအခုဘယ်မှာလဲနော်在哪ဆိုတော့ဘယ်မှာရှိလဲနော်你现在အခုနော်你现在在哪呢မင်းအခုဘယ်မှာလဲနော်在ရှိတယ်ဘယ်မှာရှိလဲဆိုတော့去机场的路上နော်路上ဆိုတာလမ်းပေါ်မှာနော်去机场ဆိုတာလေယာဉ်ကွင်းနော်去机场的路上ဆိုတာလေယာဉ်ကွင်းကိုတွားတဲ့လမ်းပေါ်မှာရှိနေတယ်ပေါ့နော်在ရတော့ရှိနေတယ်ဆိုတော့在去机场的路上လေယာဉ်ကွင်းကိုတွားတဲ့လမ်းပေါ်မှာ你已经到了吗နော်你已经到了吗ဆိုတာမင်းရောက်ပြီလားနော်你已经到了吗မင်းရောက်ပြီလား我下飞机了下飞机ဆိုတာလေယာဉ်ကနေဆင်းတာကို下飞机လို့တော့နော်ဆိုတော့我下飞机了ငါလေယာဉ်စိုက်ပြီပေါ့နော်ဆိုတော့ကားပေါ်ကနေဆင်းနေဆိုရင်下车နော်下飞机ဆိုရင်လေယာဉ်ဆင်းတယ်လေယာဉ်စိုက်တယ်ပေါ့နော်ဆိုတော့我下飞机了ငါလေယာဉ်စိုက်ပြီ你还有多长时间能到这你还有多长时间不知道ကြာရှိသေးလဲ能到这ဒီကိုရောက်နိုင်ဖို့အတွက်နော်လူရင်းပြောရရင်你还有多长时间能到这မင်းဒီရောက်ဖို့ဘယ်လောက်ကြာအောင်မလဲမတော်နော်ဆိုတော့多长时间အချိန်ဘယ်လောက်
家长说写咯前不老写路的嘞能到这留要来波的那说多长时间它多久了还在动里面呢那就瞄到那边多久动的讲说你还有多久能到这路里面那你马上就动它了你还有多长时间能到这留要来波你不老路的嘞比马叫咯20分钟就到就到是吧收音要比就叫做收音所以你嘛这懂的说的嘛咯20分钟明那些收音到要比那说20分钟就到明那些收音要比出来对别去吧的那说好比那么都是叫那么都嘛嘛你家离公司远吗大家公司没每年公里呢为啦很远很远是咯远为的很是远远啊为咯很远远为的坐公共汽车公共汽车是啦人家都不是噶是咯坐是啦 CD 太低点嘛 C 啦ဖြစ်တော့ဆို坐公共汽车 bus ကအများဆုံး bus ကစီးရင်ရောက်ဒီနေရာမှာရောက်ကြတော့ကြာတယ်အဲ့လောက်ထိကြာတယ်1个多小时1个多小时ဆိုတာတနာရီကျော်小时နာရီမှာသုံးတယ်1个多小时ဆိုတော့တနာရီကျော်ကြာတယ်比如说坐公共汽车要1个多小时呢များတော့ bus ကစီးတနာရီကျော်ကြာတယ်အဲ့ဒါပေါ့နော်အရင်ဝေးတယ် bus ကစီးတနာကျော်ကြာတယ်အောက်မှာ A မှာ坐公共汽车太慢了慢ဆိုတာနေတော့ဆိုတော့太慢了ဆိုတာတိတ်ကိုနေလို့နေ太了ရဲ့ကြာမှာအကျစ်ထည့်ရင်အလွန်လို့ဖြစ်သွားတယ်ဆိုတော့太慢了ဆိုတော့အလွန်နေတယ်ဆိုတော့太慢了အရင်ကိုနေလို့နေ坐公共汽车太慢了အများဆုံး bus ကစီးရင်အရင်ကိုနေတယ်你怎么不开车开ကဖွင့်ဒီမောင်းဒီဒါမှဒီမှာ車ဆိုတော့ကားဖြစ်တဲ့အတွက်开车ဆိုတာကားမောင်းတယ်你怎么明白လို့不开车ကားမောင်းတာလဲ你怎么不开车明白လို့ကားမောင်းတာလဲဒီမှာ开车也不快开车ကားမောင်းရင်လည်း也လဲပဲ不快မမြင်ဘူး开车也不快ကားမောင်းလဲပဲမမြင်ပါဘူး路上လမ်းပေါ်မှာ车太多了路上车太多了လမ်းပေါ်မှာကားတွေအရန်ကိုများပါတယ်ဆိုတော့ဒီတပတ်ကိုပြန်နည်းနည်းခက်တဲ့အတွက်ပြန်ကြည့်အောင်အပေါ်နေ你家离公司远吗没那公里呢为啦很远အရန်ဝေးတယ်坐公共汽车要1个多小时呢အများဆုံး bus ကစီးရင်တနာရီကျော်ကြာတယ်坐公共汽车太慢了အများဆုံး bus ကစီးရင်အရန်ကိုနေတယ်你怎么不开车明白咯ကားမမောင်းတာလဲ开车也不快ကားမောင်းလည်းပဲမမြင်ပါဘူး路上车太多了ဘာလို့လဲဆိုလမ်းပေါ်မှာကားတွေအရင်များလုံးတယ်车太多了ဆိုတာကားတွေအရင်များလုံးတယ်โอเคရမယ်လို့မျိုးနေပါလေဆိုတော့နောက်ဆုံးတစ်ပိုက်ဖြစ်တဲ့ number 4ပေါ့နော် number 4မှာကြည့်အောင် A မှာ今天晚上我们一起吃饭吧今天ဒီနေ့晚上ည今天晚上ဒီနေ့ည我们ငါတို့一起အတူတကွ吃饭吧သမီးစားကြရအောင်ပါကြော်နေမှာဆိုရအောင်အထိပ္ပယ်ဖြစ်သွားတယ်ဆိုတော့今天晚上我们一起吃饭吧ဒီနေ့ညငါတို့အတူတူသမီးစားကြရအောင်给你过生日给你过生日ဆိုတာနင့်ကိုမွေးနေ့ပွဲလုပ်ပေးမယ်ဆိုတော့给你ဆိုတာနင့်ကိုပေးမယ်ဆိုတော့အဲ့ဒီနေရာမှာအမေကိုမွေးနေ့ပွဲလုပ်ပေးမယ်ဆိုရင်ဒီနေရာမှာအမေကိုထည့်လိုက်ဥပမာအနေနဲ့给妈妈过生日过生日ဆိုတာမွေးနေ့ပွဲလုပ်တာကိုပြောတာဆိုတော့给妈妈过生日ဆိုရင်အမေကိုမွေးနေ့ပွဲလုပ်ပေးတယ်လို့ဖြစ်သွားနိုင်မယ်ဆိုတော့ဒီမှာတော့မမမထည့်ပဲနဲ့你ထည့်လိုက်ရင်给你过生日给你过生日မင်းကိုမွေးနေ့ပွဲလုပ်ပေးမယ်今天今天နောက်ဟာနည်းနည်းမြင့်သွားရမယ်ဒါမေးခွန်းဖြစ်တယ်今天ဒီနေ့လား
ဒီနေ့လားအဲ့အော်တဲ့သဘောအနေနဲ့မေးတာနော်ဆိုတော့离我的生日还有一个多星期呢နော်离ဆိုတာအကောဝေးနော်我的生日ငါရဲ့မွေးနေ့နဲ့还有ရှိသေးတယ်一个多星期ဆိုတာတစ်ပတ်ကျော်နော်一个多星期တစ်ပတ်ကျော်တော့离我的生日还有一个多星期呢နော်ငါရဲ့မွေးနေ့ရောက်ဖို့တစ်ပတ်ကျော်တော့လိုသေးတယ်အဲ့လိုမျိုးတော့နော်ဆိုတော့离我的生日还有一个多星期呢ငါရဲ့မွေးနေ့ရောက်ဖို့တစ်ပတ်ကျော်တော့လိုသေးတယ်နော်ပြီးတော့အောက်မှာ A မှာ下个星期我要去北京下个星期ဆိုတာနောက်အပတ်ကျရင်我要去北京啊北京ကိုတွားမယ်今天过吧နော်ဒီနေ့ပဲလောက်လိုက်ကြမယ်နော်ဒီနေ့ပဲလောက်ကြရအောင်နော်ဒီနေ့ပဲလောက်ကြမယ်မွေးနေ့ပွဲကိုနော်အကြောင်းလေးဆိုတော့နောက်ဘက်က北京ကိုတွားရမယ်နော်北京ဆိုတာ北京မြို့နော်ဆိုတော့下个星期我要去北京နောက်ဘက်ကျရင်ငါ北京ကိုတွားမယ်今天过吧ဒီနေ့လောက်လိုက်ကြအောင်နောက်ဆုံး B မှာ好吧ကောင်းပါပြီလေနော်ဆိုတော့လိုက်ရောချင်မလိုက်ရောချင်နဲ့တိတ်တဘောမတူတဲ့နေရာမှာ好吧ကိုသုံးကြနော်好吧ကောင်းပါပြီလေနော်好吧ကောင်းပါပြီလေ离这不远နော်离这不远ဆိုဒီနေရာနဲ့မဝေးတဲ့နေရာမှာနော်不远ဆိုတာမဝေးဘူးနော်ဆိုတော့离这ဆိုဒီနေရာ离这不远ဒီနေရာနဲ့မဝေးတဲ့နေရာမှာ有一个中国饭馆中国饭馆တရုတ်သမင်းဆိုင်နော်饭馆က饭店နဲ့အတူတူပဲသမင်းဆိုင်ကိုပြောတာဆိုတော့有一个中国饭馆တရုတ်သမင်းဆိုင်တစ်ဆိုင်ရှိတယ်走နော်走ကဘယ်ကနေလာလဲဆိုတော့走路ကနေလာတယ်နော်走路ဆိုတာလမ်းလျှောက်တာနော်走နော်几分钟就到几分钟ဆိုတာဒီမှာ分钟ဆိုတာမိနစ်နော်ဆိုတော့几ကကျတော့တစ်ကနေ30ကြာကိန်းကနန်းတစ်ခုပုံဆောင်နော်ဆိုတော့မြန်မာလိုရဆိုရင်4-5နော်4-5မိနစ်ဘယ်လိုပြောတာနော်ဆိုတော့走几分钟就到了就တော့ဆိုရင်နော်လမ်း4-5မိနစ်လောက်လျှောက်လိုက်ရင်ရောက်ပြီနော်到了ဆိုတော့ရောက်ပြီဆိုတော့走几分钟就到了4-5မိနစ်လောက်လျှောက်လိုက်ရင်ရောက်ပြီအဲ့လိုမျိုးသဘောဖြစ်သွားမယ်နော်ဆိုတော့ဟုတ်ပြီပြန်ကြည့်အောင်ပေါ်နေဒီအပိုက်လည်းနည်းနည်းလေးခက်တယ်နော်ဆိုတော့今天晚上我们一起吃饭吧နော်ဒီနေ့ညငါတို့အတူတူထမင်းစားကြရအောင်နော်给你过生日မင်းကိုမွေးနေ့ပဲလုပ်ပေးမယ်今天ဒီနေ့လားနော်离我的生日还有一个多星期呢ငါရဲ့မွေးနေ့ရောက်ဖို့တစ်ပတ်ကျော်တော့လိုသေးတယ်နော်下个星期我要去北京နောက်ပတ်ကျရင်ငါ北京ကိုသွားမယ်နော်今天过吧ဒီနေ့ပဲလုပ်လိုက်ကြရအောင်နော်好吧ကောင်းပါပြီလေ离这不远ဒီနေရာနဲ့မဝေးတဲ့နေရာမှာ有一个中国饭馆နော်တရုတ်သမင်းဆိုင်ရှိတယ်နော်走几分钟就到了နော်4-5မိနစ်လောက်လမ်းလျှောက်လိုက်ရင်ရောက်ပါပြီကဲအဆင်ပြေမယ်လို့မျိုးလေးပါတယ်ဆိုတော့ဒီနေ့ကတော့ပြောသွားတာတော့ HSC2 ရဲ့ lesson 7ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကြိုက်တယ်ဆိုရင်အောက်မှာ yes လို့မှတ်မှာအကျိုးရှိတယ်ဆိုရင်အကျိုးရှိတယ်လို့မှန်ပေးပါကြိုက်ရင်ကြိုက်တယ်လို့မှန်ပေးပါโอเคဒါမှကျွန်တော်တို့လည်းကြိုက်တယ်မကြိုက်ဘူးဆိုတာသိအောင်လုပ်ပါဆိုတော့ HSK လေးတာနဲ့လို့အတွက်ဒီလိုဗီဒီယိုလေးကိုလုပ်ပြချင်းလုပ်ပြနေချင်းဖြစ်ပါတယ်ကြိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့下期见နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ် bye bye